ဒီမဲ့ပြဒါထမ်းပင်ပေါ့နော်ဒါပြက်ရွေ့ကြောပေါ်မှာရှိနေတဲ့ထမ်းပင်ထပင်ကကျွန်တော်ဘလို့အနေထားပြက်သွားလဲဆိုတော့ဒီဘက်မှာအောက်ကပင်စီအမြက်ပေါ့နော်အမြက်ဒီမှာကျန်းနေပြီးတော့ဟဲ့ထပင်ကဒီဘက်ကိုရောက်သွားတယ်ကျွန်တော်ဘယ်နှပေလောက်တော့ဆိုတော့4ပေ4ပေ5ပေလောက်ထပင်ကဦးတော့လာကြတော့ကြောက်ရည်ဟာရွတ်ဆက်တယ်ဟေးဟာဒီမဲဗျာဒါတော့ဆိုမကောင်းနော်ဟာဒါတော့ဟာအောက်မှာအနှက်ကြီးဗျာဟာ10ပေလောက်အဲ့လောက်10ပေလောက်အကွဲချောင်းကြီးဗျဒီမဲနော်ဒီမဲထပင်ကဒီဘက်ကအမြင့်ပါဘာတွေကမပါတော့ဘူးဟိုဘက်မှာအပင်အမြင့်နဲ့ဟိုကနေကျန်းနေပြီးတော့ဒီဘက်ကအပင်ကြီးကရွေ့သွားတယ်ဒီမဲဒါလေးကဒီဘက်မှာဒါလေးကကွဲလာခဲ့နေပြီငါပဲတော့ရွှေ့သွားအကွဲကြောင်းကြီးတွေကတော့10ပေလောက်ဒါခုနဟိုနဲ့ဒီဘက်နဲ့ဆိုရင်ငလင်ကြောကြီးကဒီတိုင်းတောက်လျှောက်ကြီးကွဲသွားတာကျွန်တော်လိုက်တော့ကြည့်လိုက်အောင်မယ်ဘယ်နှမိုင်လောက်ထိအောင်ငလင်လမ်းကြောကြီးကသွားမလဲတော့မသိဘူးဟုတ်တယ်မအဲ့ဒါလမ်းပိုင်းဘေးမှာငလင်ကြောအကြောင်းလိုက်ကြီးမောင်းလာတယ်ဒီမဲ့ဗျဝါဒီမဲ့ဗျလမ်းကြီးကြုံကြသွားတယ်ကူလာဦးဟဲ့တော့သိတိုင်းကတော့ပေ30လောက်ရှိလိမ့်မယ်နော်သူ့ရဲ့အကျယ်ဝန်းကဟုတ်တယ်ဒီလမ်းမှာသိနေတယ်